ရင်တစ်ပတ်တုန်းကစဉ်းစားထားတာပေါ့နော်ပရနေကြရင်တော့ပိုင်းချမ်းလေးပါလေးသွားရစားတော့ဖတ်မယ်ပေါ့ outdoor reading လုပ်မယ်ပေါ့ပြီးတော့ဘာဖြစ်လဲဆိုတော့ဒီနေ့ပရနေတွေရောက်ရောငလျင်လှုပ်လိုက်မုန်တိုင်းတိုက်လိုက်နေမှာမိုးတွေရွာနေတာအဲ့တော့ပြန်စဉ်းစားကြည့်တော့ကျွန်တော်တို့ထင်သားသလိုဘာမှမဖြစ်လာဘူးပေါ့နော်ထင်သားသလိုဘာမှမဖြစ်လာတော့လေအဲ့တော့ဘာလုပ်ရမှာလဲပေါ့မှန်တကယ်အဲ့လိုအချိန်တွေမျိုးမှာကျွန်တော်တို့လုံနိုင်တာတခုပဲရှိတယ်တူတင်ပြီးတော့ပြင်ဆင်တာကျွန်တော်တို့နေမကောင်းဖြစ်လာနိုင်တယ်အဲ့တော့ပတ်စံ5 လစာစု emergency fund ပေါ့နော် emergency fund ထားထားရင်ဒါနေမကောင်းဖြစ်လာတဲ့ချက်ချင်းဖြည့်ရှင်းနိုင်လို့ရတယ်ဒီလိုပဲပေါ့နော်ကျွန်တော်ပတ်စံ financial ဘက်ကပဲတူ personal ဘက်ကဆိုရင်ကျွန်တော်တို့စိတ်သက်ပါဆိုင်ရာပြင်ဆင်ထားလို့ရတယ်ကဲတဲ့ကြုံလာတဲ့အခါဘလို့ဆက်သွားမလဲပေါ့အဲ့လိုမျိုးကြိုပြီးတော့ပေါ့နော်စိတ်ကိုရဲတင်ပေါ့နော်စိတ်သက်ခိုင်မာအောင်လေ့ကျင့်ထားတာတို့ပါလို့ဆိုရင်ဒါကျွန်တော်တို့ ready လုပ်နေရပေါ့နော် prepare လုပ်နေရကျွန်တော်ကြိုတင်ပြီးတော့ပြင်ဆင်နေရအဲ့တော့တခုပေါ့နော်ကိုစိတ်တိုင်းကြဖြစ်မလာတာတို့ကိုထင်သားသလိုဖြစ်မလာတာတို့ပါဆိုစိတ်သက်ပိုင်းဆိုင်ရာမကြောက်ပါဘူးကိုကကြိုပြီးတော့ပြင်ဆင်ထားတာမို့လို့အဲ့တော့ကြိုတင်ပြီးတော့ပြင်ဆင်ကြပါလို့